ဖျားသခင်ရဲ့ပုံသဏ္ဍာန်အတိုင်းဖန်ဆင်းခံခဲ့ရပြီးအေဒင်ဥယျာဉ်ကနေနှင်ထုတ်ခံခဲ့ရတဲ့အာရန်နဲ့အေဝါရဲ့အကြောင်းကိုမိတ်ဆွေတို့ကြားဘူးနားဝရှိကြမှာပါဒီဇက်လန်ကတကယ်ကိုရှင်းကြတယ်လို့လူသားအလုံးရဲ့မျိုးရိုးမြစ်ဖြားဟာသူတို့ညောက်စီကပဲဆင်သက်လာတယ်လို့လည်းအများကလက်ခံထားကြပါတယ်ဒါပေမဲ့ဒါတကယ်ရောဟုတ်ရဲ့လားလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကအခြားသောမှတ်တမ်းတွေနဲ့ရှီဟောင်းသူတေသနာရှာဖွေတွေ့ရှိမှုတွေအရကဘာပေါ်မှာဘသူကအရင်ဆုံးရောက်နေရလဲဆိုတဲ့အပေါ်တခြားသောစိတ်ဝင်စားစရာအယူဆတွေလည်းရှိနေပြန်ပါတယ်။နမကျော်မိတ်ဆာမတူကနေစလို့တိုးထိန်ဘရင်တစ်ပါးအထိဘသူကများတကယ်တမ်းကဘာဦးလူသားဖြစ်မလဲဆိုတာကိုအခုဗီဒီယိုလေးမှာအတူတူလေ့လာကြည့်လိုက်ရအောင်။အားလုံးပဲမင်္ဂလာပါ NKB Entertainment YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ကဲအစင်သစ်ဖြစ်ပြီဆိုရင်တော့အတိတ်ကိုအတူတူပြန်သွားကြည့်လိုက်ရအောင်။အာရန်နဲ့အေဝါရဲ့ဇက်လန်ကိုတော့မိတ်ဆွေတို့အားလုံးသိကြပြီးသားဖြစ်မှာပါ။ဒါပေမဲ့အေဝါဟာအာရန်ရဲ့ပထမဆုံးဇနီးမဟုတ်ဘူးလို့ပြောရင်မိတ်ဆွေယုံနိုင်မလား Alphabet of Pansira လို့ခေါ်တဲ့အလေခေတ်ဂျူးကျန်းစာတစ်ခုရဲ့အဆိုအရအေဝါအထက်အရင်အာရန်မှာလစ်လို့ခေါ်တဲ့ဇနီးတစ်ယောက်ရှိခဲ့ပူပါတယ်ဒီလစ်ရဲ့ဇစ်မြစ်ကိုပညာရှင်တွေကအတိအကျမဖော်ထုတ်နိုင်သေးပေမဲ့အများစုကတော့သူမဟာရှေးဟောင်းမက်ဆိုပိုတေးမီးယားဒါမှမဟုတ်ဆူမာရီယန်ရဲ့ယုံကြည်မှုတွေကလီလူလို့ခေါ်တဲ့သွေးဆုပ်ဖို့ကောင်မလေးစီကနေဆင်းသက်လာတဲ့ပုံရိပ်တစ်ခုလို့ယူဆကြပါတယ်တကယ်တော့လစ်အကြောင်းကိုဘီဘီလုံတာမန်ကျန်တဲ့မှာ၄ချိန်လောက်ဖော်ပြခဲ့ပူပေမဲ့ကဘာဦးဖန်ဆင်းခြင်းဇက်လန်နဲ့တော့တိုက်ရိုက်ပတ်သက်မှုမရှိခဲ့ဘူးပါဘူးဒါပေမဲ့ခုနကပြောတဲ့ဂျူးကျန်းစာထပ်ပေါ်လာတဲ့အခါမှာတော့သူမကိုအာရန်ရဲ့ပထမဆုံးဇနီးဖြစ်ဖော်ပြခဲ့ပြီးသူမရဲ့ဘဝအကြောင်းကိုလည်းအသေးစိတ်ရေးသားထားတာတွေ့ရပါတယ်။သူမဟာအာရန်လိုပဲမြေမုတ်ကနေတစ်ချိန်ထဲမှာဖန်ဆင်းခံခဲ့ရတာဖြစ်လို့အာရန်နဲ့သူမဟာအဆင့်တန်းတူညီတယ်လို့အပြေအဝခံယူထားသူပါ။ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှအာရန်ကသူ့ဇနီးကိုသူ့စကားနားထောင်အောင်အချိန်ချင်းစူးစမ်းခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။အထူးသဖြင့်ဇနီးတယောက်ရဲ့တာဝန်တွေကိုထမ်းဆောင်ဖို့အာရန်ကအတင်းကျပ်တောင်းဆိုတဲ့အခါတိုင်းလစ်ကပြက်တသားညင်းဆိုခဲ့ပါတယ်။ငါတို့ညလုံးကအတူတူပဲလေဆိုပြီးတော့အာရန်ရဲ့အောက်မှာနှိမ့်ချနေဖို့ကိုလုံးဝလက်မခံခဲ့တာပါ။နောက်ဆုံးမှာတော့ပြဿနာတွေတက်လာပြီးရဲ့နောက်လစ်ဟာဘသူစကားမှနားမထောင်တော့ပဲအေဒင်ဥယျာဉ်နဲ့ခင်ပိုးဖြစ်သူကိုထားရစ်ခဲ့ပြီးပင်လယ်နီဘက်ကိုထွက်ခွာသွားခဲ့ပါတော့တယ်။ဒီအကြောင်းကိုဖျားခင်သိသွားတဲ့အခါမှာတော့တော်တော်လေးကိုအမျက်ထွက်သွားပြီးသူမကိုအတင်းအဓမ္မပြန်ခေါ်ဖို့အတွက်နတ်မင်းသုံးပါးကိုချစ်ချင်းလွတ်လိုက်ပါတော့တယ်။ဒါပေမဲ့နတ်မင်းတွေကပင်လယ်နီနားမှာသူမကိုရှာတွေ့တဲ့အခါမှာတော့ဘလို့မှပြန်ခေါ်လို့မရတော့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့သူမဟာဖျားခင်ကိုဆုံးဖာပြီးတော့မိစ္ဆာအသင်ကိုပြောင်းလဲသွားပြီးဖြစ်လို့ပါပဲ။ညဘက်တွေမှာကလင်းငယ်တွေကိုရံမှုတက်ပြီးအပြစ်ကင်းတဲ့အမျိုးသားတွေကိုသွေးဆောင်ဖျားရောက်တတ်တဲ့စကူဘတ်ဆိုတဲ့ညဘက်ထွက်တဲ့သတ္တဝါနတ်ဆိုးကြီးဖြစ်သွားခဲ့ပါပြီ။ကျန်းစာမတန်းတဲ့အရာကတော့နတ်မင်းသုံးပါးဟာပင်လယ်ထဲမှာသူမကိုအမိလိုက်နိုင်ခဲ့ကြပါတယ်။သူမကိုဖမ်းဆီးပြီးတော့မင်းငါတို့နဲ့အတူကောင်းကောင်းမွန်မွန်ပြန်လိုက်မလား။မလိုက်ဘူးဆိုရင်တော့မင်းကိုဒီပင်လယ်ထဲမှာပဲနှစ်သက်ပြီမယ်လို့ပြောကြပါတယ်။အဲ့ဒီအခါမှာတော့သူမဟာအိုးအချစ်တို့ရဲ့ကျမကိုဘုရားသခင်ဖန်ဆင်းထားတာကငွေကင်းစကလေးတွေကိုယောဂဗျာတွေပေးပြီးဒုက္ခပေးဖို့ဆိုတာကျမသိပြီးသားပါ။ယောက်ျားလေးဆိုရင်မွေးကလေးက8ရက်သားအထိမိန်းကလေးဆိုရင်တော့12ရက်သားအထိဒုက္ခပေးဖို့ကျမမှာအခွင့်ရှိတယ်လို့ပြန်ပြောခဲ့တယ်ဆိုပြီးဖော်ပြထားပါတယ်။နတ်မင်းတွေဟာသူမကိုအလွတ်မပေးပဲဘုရားသခင်နာမတော်ကိုတိုင်တည်ပြီးဂတိပေးခိုင်းခဲ့ကြပါတယ်။အဲ့ဒါကတော့ကလေးငယ်တွေစီမှာနတ်မင်းတွေရဲ့နာမည်ပါတဲ့အဆောင်လက်ဖက်တွေကိုတွေ့ရနဲ့အဲ့ဒီကလေးကိုသူမအနေနဲ့ဘယ်တော့မှအနေရမပြုပါဘူးဆိုတဲ့ဂတိပါပဲ။အဲ့ဒီလိုဂတိရပြီးရဲ့နောက်မှာတော့နတ်မင်းတွေလည်းသူမကိုထားခဲ့ပြီးပြန်သွားခဲ့ကြပါတယ်။ဒါကတော့ကလေးငယ်တွေကိုဖြာနာစေတဲ့လစ်ရဲ့အကြောင်းပဲဖြစ်ပါတယ်။လစ်ဟာအေဒင်ဥယျာဉ်ကနေထွက်ပြေးသွားပြီးရဲ့နောက်မှာတော့အာရန်ဟာအတော်လေးဝမ်းနည်းပူဆွေးခဲ့ပါတယ်။အာရန်ရဲ့ဝမ်းနည်းမှုကိုမြင်ရတဲ့အခါမှာတော့ဖျားသခင်ကအေးဝါကိုထပ်မံဖန်ဆင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ဒီတစ်ခါမှာတော့အာရန်တို့ကလိုမြေမုံနဲ့မဖန်ဆင်းတော့ပဲအာရန်ရဲ့နံရုံတစ်ချောင်းကိုယူပြီးဖန်ဆင်းပေးခဲ့ပါတယ်။ဒီတစ်ခါဖန်ဆင်းတဲ့အမျိုးသမီးကတော့အရင်တယောက်ထက်ပိုပြီးတော့အဆင်ပြေလိမ့်မယ်လို့ဖျားသခင်ကမျှော်လင့်ခဲ့တာပေါ့။အဲ့ဒီဇလန်ကဘလို့အဆုံးသက်သွားလဲဆိုတာကျမတို့အားလုံးသိကြပြီးသားပါ။အခုခေတ်မှာဆိုရင်တော့လစ်ကိုကလေးတက်တဲ့မိစ္ဆာမထက်ဆိုင်အမျိုးသမီးအခွင့်အရေးအတွက်တိုက်ပွဲဝင်သူ feminist icon တယောက်ဖြစ်ပို့ပြီးတော့မြင်လာကြပါတယ်။ဂျူးကျန်းစာရဲ့အရာဆိုရင်တော့အာရန်နဲ့အေဝါဟာကမ္ဘာပေါ်မှာပထမဆုံးလူသားတွေမဟုတ်ဘူးဆိုတာရှင်းနေတာပဲဒါပေမဲ့ဘာဖြစ်လို့ခရစ်ယာန်တမန်ကျန်းစာနဲ့တခြားခိုင်လုံတဲ့မှတ်တမ်းတွေထဲမှာဒီအကြောင်းကိုခြံလက်ထားခဲ့ကြတာလေဒါဟာတမိုင်းကနေဒီမိစ္ဆာမအကြောင်းကိုဖျောက်ဖျက်ဖို့ကြိုးစားခဲ့တာလားဒါမှမဟုတ်ဒါကြီးကလုံးဝလုတ်ကြံဖန်တီးထားတာလားတကယ်တော့အာရန်နဲ့အေဝါတို့နဲ့ဆင်တူတဲ့တခြားစုံတဲ့တွေဟာသူတို့ထက်နှစ်ပေါင်း900လောက်စောပြီးကမ္ဘာပေါ်မှာရှိခဲ့တယ်လို့အငင်းပွားစရာတွေရှိနေပါတယ်ရှီဟောင်းဆူမာရီယန်စာပေထဲမှာတော့အချစ်မြို့ပွားခြင်းနဲ့စစ်နက်ဖျားမှာဖြစ်တဲ့အီနာနာဟာယူဖရေးတီးမြစ်ကမ်းနားမှာစိုက်ထားတဲ့ဟူလီပူတစ်ပင်ကိုပြုစုဆောက်ရှောက်ဖို့ကမ္ဘာမြေကိုဆင်သက်လာခဲ့ပါတယ်။
တမရဲ့ရွယ်ချက်ကတော့အဲ့ဒီပင်ကနေတစ်သားကလထိုင်လုံးလုပ်ဖို့ပါအီနာနာဟာအဲ့ဒီအပင်ကိုနှစ်ပေါင်းများစွာပြုစုခဲ့ပြီးအပင်မေးပဝန်းကျင်ကလည်းတာယာလှပတဲ့ဥယျာဉ်ကြီးတစ်ခုဖြစ်လာခဲ့ပါတယ်မကြခင်မှာပဲဒူမူစစ်လို့ခေါ်တဲ့သူเจ้าသားတစ်ယောက်ကဥယျာဉ်ထဲကိုရောက်လာပြီးသူတို့နှစ်ယောက်ချစ်ကြိုက်ကလက်ထပ်ခဲ့ကြပါတယ်ဒါပေမဲ့အီနာနာဟာခင်ပိုးဖြစ်သူနဲ့အချိန်ဖြုံးနေရင်အပင်ကိုဗီယိုမဆိုင်မိပဲပြစ်ထားလိုက်မိတဲ့အခါမှာတော့လိမ္မာပါနဲ့တဲ့ငွေတကောင်ဟာအဲ့ဒီအပင်မှာအတိုက်လုပ်ပြီးနေလိုက်ပါတော့တယ်။ဒါကြောင့်အပင်ကိုခုတ်လို့မရတော့ဘူးပေါ့။ထူးဆန်းတာကတော့အဲ့ဒီမွေရဲ့နာမည်ဟာလစ်လစ်လို့ခေါ်ပါတယ်။ဇက်လန်အဆုံးကတော့အီနာနာတည်ဆုံသွားတဲ့အခါမှာဒူမူစစ်ကသူမအတွက်ထိုက်ထိုက်တန်တန်ဝမ်းမနေပေးတာကိုသိသွားပြီးသူ့ကိုငရဲဖြစ်တဲ့ဆွဲချသွားခဲ့ပါတယ်။နောက်ပိုင်းမှာတော့သူမကနောင်တရပြီးဒူမူစစ်ကိုတနည်းရဲ့တစ်ဝက်ပဲငရဲမှာနေစေပြီးကျန်တဲ့တစ်ဝက်ကိုတော့လူပြည်မှာနေခွင့်ပေးခဲ့ပါတယ်။ဒါကျမတို့သိထားတဲ့ဖန်ဆင်းချင်းဇက်လန်နေတဲ့တော်တော်လေးကိုဆင်တူနေတာပါလူများစုကတော့အီနာနာနဲ့ဒူမိုစစ်တို့ဟာတကယ်ပထမဆုံးလူသားတွေဖြစ်ပြီးသူတို့အကြောင်းရေးသားပြီးနှစ်ပေါင်း900အကြာမှာအာရန်နဲ့အေဝါဇက်လန်ကိုသူတို့စီကနေကူးယူပြီးအမှန်တကယ်ဖြစ်ရဖြစ်ပြန်လည်ဖြစ်ဝင်ခဲ့တာလို့ဆိုကြပါတယ်ဒါပေမဲ့ဒါတွေအလုံးဟာမှားနေနိုင်မလားရှင်အောင်သူတည်နာပညာရှင်တွေကတော့ခရစ်တော်မပေါ်မီ BC 4000ဝန်းကျင်ကလေးကတည်ရှိခဲ့တဲ့မြို့ပေါင်းများစွာကိုရှာဖွေတွေ့ရှိထားပါတယ်အေဒင်ဥယျာဉ်ရှိမယ်လို့ယူဆရတဲ့မက်ဆိုပိုတေးမီးယားဝန်းကျင်မှာထွန်းကားခဲ့တဲ့အဲ့ဒီမြို့ဟောင်းတွေကိုဒီနေ့ထိတွေ့နိုင်သေးတာကြောင့်ဒါဟာအာရန်နဲ့အေဝမတိုင်ခင်ကလေးကရှင်းအောင်ရည်ကျင်းမှုတွေရှိနေခဲ့တဲ့ဆိုတဲ့သက်သေပဲဖြစ်ပါတယ်။ဥပမာတစ်ခုအနေနဲ့ပြောရရင်တော့တူရကီနိုင်ငံမှာရှိတဲ့ချာတန်ဟူယုဆိုတဲ့မြို့ဟောင်းကြီးဟာခရစ်တော်မပေါ်မီ BC 9200နဲ့9400ကြားကာလကလေးကတည်ရှိခဲ့တာပါ။ဒီမြို့ကြီးဟာဧက40နီးပါးလောက်ကျယ်ဝန်းပြီးလူဦးရေအရန်ထူထပ်လွန်းတာကြောင့်နှစ်ပေါင်း60ကြာအောင်တူးဖော်ခဲ့တာတော့မှအခုတည်း900ခိုင်နှုန်းလောက်ပဲဖော်ထုတ်နိုင်ပါသေးတယ်။နောက်ထပ်မြို့တစ်မြို့ကတော့ကျန်းစာထဲမှာပါတဲ့ပါလက်စတိုင်းကဂျေရီခေါ်မြို့ဟောင်းပါပဲ။ဒီမြို့ကို BC 1000ဝန်းကျင်မှာတည်ထောင်ခဲ့တာဆိုတော့အာရန်ထက်နှစ်ပေါင်း6000လောက်တောင်စောနေတာပါ။အဲ့ဒီနေရာမှာသူတေသနာပညာရှင်တွေကတေချာမြို့ပေါင်း20ကျော်ရဲ့အကျွင်းကြံတွေကိုရှာတွေ့ခဲ့ကြပါတယ်။စုပြင့်ထားတဲ့အဆောက်အုံဟောင်းတွေနဲ့လူနေအင်ဂျင်တွေရဲ့ဂျမ်းမြင့်တွေအောက်မှာတောင်တည်ဆုံသွားတဲ့သူတွေရဲ့အယုတ်အလောင်းကိုတွေ့ခဲ့ရတာပါ။ဒါတွေမကသေးပါဘူး။သူတေသနာပညာရှင်တွေဟာအခုခေတ်လူသားတွေနဲ့ဆင်တူတဲ့ hominid လို့ခေါ်တဲ့ကြောက်ဖွေရုပ်ချင်းအမြောက်များကိုလည်းရှာဖွေတွေ့ရှိထားပါတယ်။အဲ့ဒီတွေကတချို့ဆိုရင်နှစ်ပေါင်းတန်းနဲ့ချီပြီးတော့တက်တန်းရှိနေပြီဆိုတော့အာရန်မတိုင်ခင်ကတည်းကကမ္ဘာပေါ်မှာလူသားတွေနေထိုင်ခဲ့တယ်ဆိုတဲ့သက်သေပြနေတယ်လို့ပါပဲ။ဒီလိုလူသားတွေရွှေ့ပြောင်းအခြေချမှုတွေဟာနှစ်ပေါင်းထောင်ကနန်းမကပဲအများကြီးပိုချနိုင်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီခေတ်ကလူတွေဟာဘေးနေရှိတဲ့ပတ်ဝန်းကျင်ဒါမှမဟုတ်ရန်သူလက်ကနေထွက်ပြေးဖို့အခြေအနေမျိုးမှလွှဲရင်အခြားနေရာတစ်ကိုပြောင်းဖို့တိတ်ပြီးဝင်နေတတ်ကြလို့ပါပြီးတော့ရေခဲပြင်တရားကိုဖျက်ကျော်တာဒါမှမဟုတ်သမုတ်တရားတွေကိုဖျက်ရတာမျိုးကခက်မှန်ရခက်တဲ့အန္တရာယ်တွေအများကြီးရှိတာ哦အရင်တုန်းကတော့သိပ္ပံပညာရှင်တွေဟာလူသားတွေရဲ့အတိတ်သမိုင်းကြောင်းကိုရှေးဟောင်းနေရာတွေလူရိုးစုတွေနဲ့အသုံးဆောင်ပစ္စည်းတွေကိုပဲကြည့်ပြီးခန့်မှန်းခဲ့ကြတာပါဒါပေမဲ့အခုခေတ်မှာတော့ DNA နဲ့ RNA ဆိုတဲ့ဒီပညာတွေကကျမတို့ဘိုးဘွားပြနေရဲ့မျိုးရိုးဗီဇကိုဖတ်ရှုဖို့အတွက်အရန်ကိုအစွမ်းထက်တဲ့နည်းလမ်းသစ်တွေဖြစ်လာပါပြီ။လွန်ခဲ့တဲ့နှစ်ပေါင်း6000ကနေ1200ကြာနေထိုင်ခဲ့တဲ့လူပေါင်းထောင်ချီရဲ့အယိုးစုတွေစီကနေ DNA ကိုကွန်ပျူတာနဲ့စနစ်တကျခွဲခြမ်းစိတ်ဖြာကြည့်တဲ့အခါမှာတော့ RNA နဲ့ AWA တို့မတိုင်ခင်ကတည်းကလူသားတွေဟာတစ်ကမ္ဘာလုံးကိုလှည့်လည်သွားလာခဲ့ကြတယ်ဆိုတဲ့သက်သေကိုပြနိုင်ခဲ့ပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းကမ္ဘာမှာပထမဆုံးရှိခဲ့တဲ့လူသားတွေဟာလူသားတွေတောင်မဟုတ်ဘူးဆိုတဲ့အငြင်းပွားစရာအချက်တစ်ချက်ရှိနေပါသေးတယ်။နောက်တစ်ခုကတော့သက်ရှိတွေဟာအင်္ဂါဂြိုဟ် Mars ကနေစတင်ခဲ့တာဆိုတဲ့ကောလဟာလတွေလည်းရှိနေပြန်ပါတယ်။ဒါပေမဲ့ဒါအခုခါမှာတော့သိပြီးယုတ်တိမရှိတဲ့စကားမျိုးတော့မဟုတ်တော့ပါဘူး။ဘာလို့လဲဆိုတော့သိပ္ပံများရှင်တချို့က Panspermia ဆိုတဲ့ဝါဒကိုယုံကြည်လာကြလို့ပါပဲ။အဲ့ဒီဝါဒရဲ့အယူဆကတော့သက်ရှိတွေဟာစကြဝဠာရဲ့တခြားတနေရာမှာစတင်ဖြစ်ပေါ်ခဲ့ပြီးအောက်ကာခဲတွေဒါမှမဟုတ်တခြားအာကာသအရာဝတ္ထုတွေနဲ့အတူကမ္ဘာမြေကိုရောက်လာခဲ့တာဖြစ်ပါတယ်။အဲ့ဒီလိုအစာပြုခဲ့တဲ့နေရာဟာအင်္ဂါဂြိုဟ်လိုမျိုးအနီးနားမှာလည်းဖြစ်နိုင်တယ်လို့အလင်းနှစ်ပေါင်းများစွာဝေးကွာတဲ့နေရာမှာလည်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့တေချာတစ်ခုကတော့အဲ့ဒီသက်ရှိတွေဟာကမ္ဘာမြေကနေစတင်ခဲ့တာမဟုတ်ဘူးဆိုတာပါပဲ။ဒီ Panspermia theory ကိုဖော်ထုတ်ခဲ့တဲ့ဆွီဒင်သိပ္ပံပညာရှင် Sven Arrhenius ကတော့အောက်ကခဲသူဟာကမ္ဘာမြေစီကိုသက်ရှိတွေသယ်ဆောင်လာပေးခဲ့တယ်လို့ယုံကြည်ခဲ့ပါတယ်။သူဟာဘက်တီးရီးယားပိုးမွှားတွေနဲ့အတူဗိုင်းရပ်စ်တွေလိုမျိုးဇီဝသက်ရှိလေးတွေဟာကျယ်ရဲ့အလင်းရောင်ကနေထွက်ပေါ်လာတဲ့အားနည်းတဲ့ဖိအားတွေကြောင့်အာကာသထဲမှာလွင့်မျောနေတတ်ပြီးလျှက်စစ်စွမ်းအားတွေကြောင့်ဂျိုရီဘော်ကနေအာကာသတွေကိုလွင့်ထွက်သွားတတ်ကြတယ်လို့ဆိုခဲ့ပါတယ်။အဲဒီလိုသက်ရှိလေးတွေဟာအာကာသတွေကဖုံမုတ်တွေနဲ့ပေါင်းဆက်သွားတဲ့အခါမှာတော့သူတို့ရဲ့ drug ကပိုကြီးလာပြီးအနီးနားမှာရှိတဲ့ကျဲတပွင့်ရဲ့ဆွဲငင်အားဆက်ကွင်းတွေကိုရောက်သွားတတ်ကြပါတယ်။
အဲ့ဒီကနေတစ်စင်အဲ့ဒီကျဲကိုပတ်နေတဲ့ဂျိုတစ်ခုကသူတို့ကိုဆွဲယူလိုက်တဲ့အခါမှာတော့ကဘာမြေလိုမျိုးဂျိုတွေဘောကိုရောက်ရှိလာတာပဲဖြစ်ပါတယ်။ဒါဆိုရင်အခုကျမတို့ဆက်ပြီးမိကွန်းထုတ်ရမယ့်အချက်ကကျမတို့ဟာဂျိုသားတွေလားဆိုတာပါပဲ။ဒါပေမဲ့ဒီမိကွန်းကတော့နောက်ထပ်အခြားချိန်ကြမှာပဲဆွေးနွေးရမယ့်အကြောင်းအရာတစ်ခုဖြစ်မှာပါ။တကယ်တော့ဒီ user တွေကကဘာမှာပထမဆုံးလူသားကဘယ်သူလဲဆိုတဲ့အဖြေကိုတိတိကျကျကြီးတော့မပေးနိုင်သေးပါဘူး။ဒါပေမဲ့ကျမတို့ရဲ့ဇင်းမြင့်ဖြစ်တဲ့အေဒင်ဥယျာဉ်ကနေခွဲထွက်ပြီးစဉ်းစားကြည့်မယ်ဆိုရင်တော့လူသားတွေဟာတခြားနေအဖွဲ့အစည်းတွေမှာပါနေထိုင်ခဲ့ကြဘူးသလားဆိုတဲ့မိကွန်းကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်ပဲဖြစ်ပါတယ်။ကျမတို့လူသားတွေကတကယ်ပဲဒီကဘာမြေရဲ့မျိုးရင်းတွေလားဒါမှမဟုတ်တခြားဂျိုကနေရောက်လာကြတဲ့ဂျိုသားတွေလားဆိုတာပါပဲ။ဒါကတော့တကယ်ကိုစိတ်ဝင်စားဖို့ကောင်းပြီးနောက်ထပ်အချင်းပေးပြီးဆွေးနွေးရမယ့်အကြောင်းအရာတစ်ခုဖြစ်မှာပါ။အခုပြောပြခဲ့တဲ့ user တွေဟာကဘာမှာပထမဆုံးလူသားဟာဘာတူလဲဆိုတဲ့မိကွန်းကိုတိကျတဲ့အဖြေမပေးနိုင်သေးပေမဲ့ကျမတို့သိထားတဲ့ AD ဥယျာဉ်ရဲ့စမစ်တွေထက်ကျော်လွန်ပြီးတော့လူသားတွေဟာတခြားနေဖွဲ့စည်းတွေမှာပါနေထိုင်ခဲ့ဘူးသလားဆိုတဲ့တကယ်ကိုထူးဆန်းအံ့ဩဖို့ကောင်းတဲ့ကိစ္စရဲ့တစ်ခုပါပဲ။ NKB ပရိသတ်ကြီးရောဒီကြောင်ရတွေပေါ်ဘလို့ထင်မြင်ယူဆကြပါသလဲ။ RN နဲ့ AWA တို့ဟာပထမဆုံးလူသားတွေလို့ယုံကြည်ပါသလား။ဒါမှမဟုတ်သူတို့တက်စော်တဲ့လူသားမျိုးနွယ်တွေရှိခဲ့မယ်လို့ထင်ပါသလား။ပရိသတ်ကြီးရဲ့ထင်မြင်ချက်ကိုလည်း comment မှာဝင်အောင်ဆွေးနွေးပေးခဲ့ကြပါအောင်။ကျွန်တော်ရဲ့ NKB Entertainment YouTube channel လေးကို like and subscribe လေးလုပ်ဖို့မမေ့နဲ့နော်။ Telegram channel ကိုလည်း YouTube description မှာချပေးထားမှာမို့လို့ဘူးတူတာနဲ့နောက်ဆုံးရနိုင်ငံတကာနည်းပညာအကြောင်းတွေကို Telegram channel မှာတင်ဆက်ပေးတော့မှာဖြစ်လို့ subscribe လေးလုပ်ပေးကြပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးကြတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်။နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်။အားလုံးပဲကိုယ်စိတ်နှပြချမ်းသာကြပါစေရှင်။